ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာထောက်အောင်စေရပါကဲမိတ်ဆွေတို့ဒီနေ့ကျွန်တော်ပိုင်းလေးနှစ်ခုလုပ်ပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့ခေါင်းစဉ်လေးကမိတ်ဆွေတို့ပေါ့အနာဂတ်မှာဘယ်လိုမျိုးတွေကြုံတွေ့လာမလဲဘယ်လိုအရာတွေကြုံတွေ့လာမလဲအချင်းရင်းနဲ့စီးပွားရေးမှာဘယ်လိုအရာတွေကြုံတွေ့လာမလဲဘယ်လိုလူမျိုးတွေနဲ့ကိုယ့်ရဲ့အချင်းရင်းမှာဘယ်လိုမျိုးပြောင်းလဲလာမလဲကိုယ့်ရဲ့စီးပွားရေးမှာဘယ်လိုမျိုးပြောင်းလဲလာမလဲဆိုလည်းပြီးတော့ကျွန်တော်နှစ်ခုကိုကြည့်ပြီးထားတာဖြစ်တယ်။ဒါတော့ဆိုရင်လည်းပြီးတော့ကြည့်ပြီးထားတာဖြစ်တယ်။အဲ့တော့ပထမဆုံးဒါတော့ပိုင်းနံပါတ်1ပိုင်းနံပါတ်2အဲ့တော့မိတ်ဆွေတို့စိတ်ထဲမှာဘယ်ဥစ္စာလေးကတော့ပိုင်းနံပါတ်1လားပိုင်းနံပါတ်2လားဘယ်ဥစ္စာလေးကကိုယ်နဲ့အန်နဲ့ကြီးကြိုက်တယ်ငါရဲ့ခံကြမာတွေကဒီပိုင်းရွေးလိုက်ရင်တော့ငါရဲ့ခံကြမာတွေအကုန်လုံးပေါ်လာတော့မယ်ဒီပိုင်းလေးပိုင်းနံပါတ်2ရွေးလိုက်မယ်ဆိုရင်တော့ငါရဲ့ခံကြမာတွေအကုန်လုံးကသိကျင်တဲ့အရာတွေအကုန်လုံးသိတော့မယ်ဆိုတဲ့အဲ့လိုမျိုးစိတ်ကလေးကိုထားလိုက်ပြီးတော့သိချလေးစိတ်နဲ့ပြီးရွေးပြီးပါအဲ့တော့နော်5စက္ကန့်စောင့်မိမယ်အဲ့တော့သိချရွေးမယ်ကဲရွေးပြီးသွားပြီလို့ထင်တယ်အဲ့တော့ရွေးမိသွားပြီဆိုလို့ရှိရင်အဲ့တော့ပိုင်းနံပါတ်1လေးကိုအရင်ဆုံးစပြီးတော့ကြည့်မယ်ကဲပိုင်းနံပါတ်1 base of panic တဲ့အဲ့တော့ပိုင်းနံပါတ်1က base of panic ဆိုတဲ့တိတ်ပဲကြားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့မိတ်ဆွေတို့ရဲ့ဘဝမှာ base of panic ရဲ့အဓိပ္ပာယ်ကြီးကြားတာဖြစ်တဲ့အတွက်လုပ်ငန်းခိုင်ငန်းကိုအရင်ဟောပြီးမယ်လုပ်ငန်းခိုင်ငန်းနဲ့ပတ်သက်လည်းပြီးတော့ဘာဖြစ်နေလဲဆိုတော့လုပ်ငန်းအသေးစားရတာမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လည်းပြီးတော့အိုးမကျွမ်းကျင်တဲ့နေပဲအသစ်တစ်ခုကိုရောက်တာမျိုးတွေလုပ်ငန်းအသစ်တွေပေါ့အနောက်ဘက်မှာလုပ်ငန်းအသစ်တွေလုပ်ရမယ်လုပ်ငန်းအသစ်တွေနဲ့အောင်မြင်ခြင်းတွေရရှိလာမယ်ဆိုတဲ့နမိတ်မျိုးတွေအဲ့တော့ခေါင်းမွန်နေဆိုတဲ့နမိတ်တွေပါပဲအဲ့တော့ကျွန်တော်မြင်နေတာကတော့အခုတည်းကပေါ့အနာဂတ်မှာဖြစ်မဲ့အရာတွေပေါ့အနာဂတ်မှာလုပ်ရမယ့်အရာတွေကိုအခုတည်းကအစတင်ပြီးအကောင်းနဲ့ဖော်နေတာတွေမြင်ရတယ်နော်ပိုင်းနံပါတ်1ရွေးထားတဲ့လူတွေကကနံပါတ်1ကိုရွေးထားတဲ့လူတွေကအခုတည်းကလေးလည်းပြီးတော့အနာဂတ်မှာဖြစ်မဲ့အရာတွေကိုစတင်ပြီးအကောင်းနဲ့ဖော်နေတာမြင်ရတယ်အကောင်းနဲ့လည်းပေါ်နေပြီပေါ်လဲတော်လေးပေါ်နေပြီအဲ့တော့အနာဂတ်မှာဘာဖြစ်လာမလဲဆိုတော့အလောက်ခိုင်နဲ့ပတ်သက်လည်းပြီးတော့တော်တော်လေးအောင်မြင်မယ်ပေါ့အောင်မြင်မှုတွေပေါ့ဒါပေမဲ့ပညာရေးအသစ်တွေအောင်မြင်မှုအသစ်တွေရရှိလာလိမ့်မယ်အစိမ့်ပြေမှုလေးတွေရရှိလာလိမ့်မယ်အဲ့တော့ဒါကအလောက်ခိုင်နဲ့ပတ်သက်ပြီးပြောတာအဲ့တော့အချင်းနဲ့ပတ်သက်လည်းပြီးလို့ရှိရင်ဒီပိုင်းနံပါတ်1ကိုရွေးချတဲ့လူတွေကအချစ်တစ်တွေ့မယ်ချစ်သူရေးစားတစ်တွေ့မယ်အဲ့တော့အဲ့လိုမျိုးလေးတွေ့တတ်တယ်ဒါလူမျိုးလူလို့တွေဆိုရင်ချစ်သူရေးစားတစ်တွေ့တာမျိုးတွေအဲ့လိုတွေ့တတ်တဲ့ဆိုရဲနမိတ်မျိုးတွေပေါ့နော်အဲ့တော့အိမ်တောင်တဲ့တွေဆိုရင်တော့ဒီလိုခါအဲ့အိမ်တောင်တဲ့တွေပေါ့အနာဂတ်မှာသားသမီးကောင်းတွေရရှိတာမျိုးတွေအဲ့တော့ကလေးယူမှုတွေကိုစိတ်ပိုင်းဖြတ်မိတာမျိုးတွေစိတ်ပိုင်းဖြတ်သွားတာမျိုးတွေပေါ့သားသမီးတွေရတာမျိုးတွေသားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုတည်ဆောက်ရတာမျိုးတွေသားသမီးတွေထဲမှာတကယ်တော့တဲ့သားသမီးတွေပါလာမယ်ဒါမျိုးပါရမီသူ့ပါရမီနဲ့သူပါတဲ့သားသမီးတွေပါလာလိမ့်မယ်ပါရမီရှင်လေးတွေပေါ့အဲ့တော့သူတို့ကြောင့်ကိုယ့်ရဲ့အနာဂတ်မှာလည်းကိုယ့်ရဲ့မိသားစုမှာလည်းပျော်ရွှင်စရာလေးတွေဖန်တီးဖြစ်မယ်ဆိုတဲ့နမိတ်မျိုးတွေပေါ့နော်အဲ့တော့စိတ်ငယ်တွေဆိုရင်လူမျိုးလူတွေစိတ်ငယ်တွေဆိုလို့ရှိရင်ချစ်သူရေးစားသိရမယ်အသိလေးရမယ်နော်သိရမယ်ချစ်သူရေးစားတွေနဲ့ပျော်ရွှင်စရာလေးဖန်တီးဖြစ်မယ်အနာဂတ်မှာတော်တော်လေးကိုပျော်ရွှင်နေတဲ့ဘဝကြီးကိုကျွန်တော်မြင်နေရတယ်ဗျငွေကြေးနဲ့ပတ်သက်ပြီးတော့လေငွေစုမိဆောင်မိတာမျိုးတွေဖြစ်တယ်အဲ့လိုပဲချစ်သူရေးစားနဲ့လည်းပျော်ရွှင်စရာလေးတွေဖြစ်မယ်ဒါအခုဒီကက်တွေပြပေါ့လက်ရှိချစ်သူရေးစားနဲ့မြဲမလားဆိုရင်ကျွန်တော်မြင်တာပေါ့နော်မမြဲလောက်ဘူးမြင်တယ်မမြဲလောက်ဘူးအဲ့တော့နောက်ချစ်သူရေးစားနောက်တယောက်နဲ့ပေါ့နောက်တယောက်နဲ့ထပ်တွေ့တာမျိုးတွေကျွန်တော်မြင်နေရတယ်အဲ့တော့ပိုင်းနံပါတ်1ရွေးထားတဲ့လူတွေကျင်းနေလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ပိုင်းနံပါတ်2လေးကိုဟောပေးမယ်အဲ့တော့ပိုင်းနံပါတ်2မှာကတဖူးပေါ့နော်အဲ့တော့အယူခတ်ပေါ့တဖူးခိုက်ကြတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်လည်းပြီးရောအလုတ်ခိုင်နဲ့ပတ်သက်လည်းပြီးရောငွေချင်းတို့အလုတ်ခိုင်တို့နဲ့ပတ်သက်လည်းပြီးရော
အခုစတင်ထားတဲ့အရာတွေရှိတယ်ဗျအခုလုံကင်နေတဲ့အရာတွေရှိတယ်တချို့လူတွေဆိုလို့ရှိရင်လုပ်ငန်းတွေလုံကင်ထားတဲ့လူတွေရှိတယ်လုပ်ငန်းကြီးမမလုပ်နေတဲ့လူတွေလည်းတွေ့ရတယ်အဲ့ဒါပေမဲ့အဲ့လုပ်ငန်းတွေရန်နာရတာမျိုးတွေမြင်ရတယ်ဗျအနောက်ခက်မှာအဲ့ဟိုကတော့အခုချိန်မှာတော့ခင်ဗျားတို့တွေးထားလိမ့်မယ်ငါတို့ဒီလုံးနဲ့ပဲငါတသက်လုံးကိုအတန်မွေးမွေးကြောင်းလုပ်မယ်ဆိုလည်းပြောတွေးထားမယ်ဒါပေမဲ့အနာဂတ်မှာပေါ့နော်ကျွန်တော်မြင်တာဒီအလုပ်ထက်အိုးလည်းပြီးကောင်းမှုနဲ့အလုပ်တစ်ခုကိုမြင်နေရတယ်အဲ့အလုပ်ကိုပြောင်းရတာမျိုးတွေအဲ့အလုပ်နဲ့ပတ်သက်ပြီးလောရတာမျိုးတွေအဲ့အလုပ်ကိုပြောင်းရရွှေ့ရတာမျိုးတွေအဲ့အလုပ်ကိုစတင်ရတာမျိုးတွေကျွန်တော်မြင်တယ်လုပ်ငန်းသေးစတင်ရတာမျိုးတွေမြင်ရတယ်အဲ့တော့ကောင်းမွန်လားဆိုရင်ဒီအစာပိုင်းကတော့ခက်ခဲမှုတွေနဲ့ကြော်ရတတ်တယ်ခက်ခဲမှုတွေကြော်ရတတ်တယ်အစာပိုင်းမှာတော့ပင်ပန်းမှုတွေနဲ့ကြော်ရတတ်တယ်အဲ့တော့အနာဂတ်မှာဦးလုံးနေတဲ့အလုပ်တွေဟာဦးလုံးနေတဲ့အလုပ်တွေမှာအဆင်မပြေမှုလေးတွေကြုံနေပြီးတော့ကြော်ရတတ်တယ်နော်အနာဂတ်မှာအဆင်မပြေမှုလေးတွေကြော်ရတယ်အဲ့တော့လုပ်ငန်းအသစ်တစ်ခုကိုထပ်ပြီးစတင်ရတာမျိုးတွေမြင်ရတယ်နေရာတွေပြောင်းရတာမျိုးတွေနောက်ပြီးတော့အခုလုံးလုံးစင်မှာကျွန်တော်မြင်နေတာပိုင်နံပါတ်2ရွေးတာနောက်နံပါတ်2ရွေးထားတဲ့လူတွေကလမ်းပြောင်းနေတယ်လမ်းတွေပြောင်းနေတယ်အနာဂတ်မှာကိုဖြစ်ချင်တဲ့အရာတွေပေါ့အဲ့ဒါတွေကိုကိုကရီမန်းချက်တွေတားကြည့်တယ်ဒါပေမဲ့အဲ့ဒါမဖော်အောင်နဲ့မဖော်နိုင်ဘူးပေါ့အကောင့်ထဲနေမဖော်နိုင်ဘူးအဲ့တော့လမ်းတွေပြောင်းနေတာမျိုးတွေကျွန်တော်မြင်နေရတယ်အဲ့တော့အနာဂတ်မှာအဆင်ပြေမလားဆိုတော့အဆင်တော့ပြေမယ်အဆင်ပြေမယ်ဟိုရှောက်ရမယ်လမ်းကိုသင်္ချာလေးပေါ်လာလိမ့်မယ်အဲ့လိုအချင်းရေးမှာလေဘာဖြစ်လာမလဲဆိုတော့ဦးချိန်မှာချစ်သူရည်စားရှိနေတဲ့လူတွေအချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးချစ်သူရည်စားရှိနေတဲ့လူတွေချစ်သူရည်စားနဲ့ပြတ်တာမျိုးတွေမြင်ရတယ်ချစ်သူရည်စားနဲ့ပြတ်မယ်အသေးစတင်ရတာမျိုးrelationship သေးစမယ်အိမ်တော်မှသေးစတာမျိုးတွေအဲ့လိုမျိုးတွေကျွန်တော်မြင်နေရတယ်အဲ့တော့ကောင်းလားဆိုရင်ကောင်းတာတော့ကောင်းပါတယ်ကောင်းမိမယ်ဟိုလောဆယ်အတွက်ဆိုရင်တော့စိတ်ညစ်စရာလေးတွေကြုံမယ်စိတ်ညစ်စရာလေးတွေကြုံပြီးမှပဲကောင်းတဲ့ဘက်ကိုရောက်မယ်ဆိုတဲ့နာမည်မျိုးဖြစ်တယ်အဲ့တော့အိမ်တော်ဖက်နေဆိုရင်လေဒီကာလာမျိုးမှာအနာဂတ်မှာပေါ့နော်အနာဂတ်မှာအိမ်တော်ကြီးမြဲစေချင်နေပေါ့ကျွန်တော်တော့မြဲစေချင်ပါတယ်ဒါပေမဲ့ကတ်တကယ်တိတ်ပဲကတော့ပြဿနာလေးတွေဖြစ်လဲပြီးတော့မမြဲတာမျိုးတွေပေါ့တယောက်နဲ့တယောက်စကားတွေများတာမျိုးတွေပြဿနာတွေဖြစ်နေတာမျိုးတွေကျွန်တော်မြင်နေရတယ်ဗျအဲ့တော့စိတ်တော့မကောင်းဘူးဗျာကျွန်တော်မကောင်းတာတွေမဟောချင်ဘူးဒါပေမဲ့မြင်ရတဲ့ဟာကိုဟောပေးတာအဲ့တော့ပိုင်းနံပါတ်2ကတ်နံပါတ်2ရွေးထားတဲ့လူတွေလည်းစိတ်ကျင်တဲ့လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကတော့ဆရာထောက်အောင်ဆရာပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးတို့အစင်သာရပိုင်ဆိုင်နိုင်ကြပါစေ